နှစ်တွေအများကြီးကြာပြီးတဲ့ခါမှတောင်ချစ်ချင်းမြတ်တာနဲ့ရှက်နေတဲ့ဇုံလေးတွေကိုမြင်တဲ့အခါသူတို့ကကံကောင်းလို့ပဲလို့ထင်မြင်နေပါတယ်။ဒါပေမဲ့တကယ်တော့ရေရှည်တည်တဲ့ချစ်ဟာကံကောင်းလို့မဟုတ်ပါဘူး။အိမ်တော်ကြီးမှဖြစ်ဖြစ် relationship တစ်ခုမှဖြစ်ဖြစ်ကံကောင်းတယ်ဆိုတာမရှိဘူးတဲ့။ကြိုးစားမှုသစ္စာဆောင်တည်မှုနဲ့နေ့စဉ်ရွေးချယ်မှုတွေပဲရှိတယ်တဲ့။ဇုံလေးတိုင်းအခက်အခဲတွေကြုံရပါတယ်။အငင်းပွားကြသဘောထားတွေကွဲလွဲကြမတွေလုံးမိကြပြီးတခါတရံအချင်းချင်းစိတ်နာကျင်စေတာတွေတောင်ရှိပါတယ်။ဒါပေမဲ့သူတို့ကအတူတူရှိနေစေတာကဖတ်သွားမဲ့အစားတကယ်တဲ့ချွေနေကိုအတူတူဖြတ်ကျော်ဖို့ဆုံးဖြတ်ခြင်းမှာသူတို့ချင်းချင်းခွတ်လို့ပြီးသင်ခန်းစာတွေယူကအတူတကွတွဲလက်တွေကပိုးပြီးတော့ခိုင်မာလာကြပါတယ်။အိမ်တော်ကြီးကောင်းတယ်ဆိုတာအပြေးဝကောင်းမွန်နေကြလို့မဟုတ်ပဲလက်ခံတတ်ကြလို့ပါ။ရင်မယားတွေကတင်းငယ်တဲ့အားနည်းချက်တွေကိုမသိကြအောင်ဆောင်းပြီးတယောက်ပေါ်တယောက်ချစ်ရတဲ့ရွာတွေကိုပိုးပြီးတော့ယူဆလာကြတယ်။သူတို့ကကျေးဇူးတင်နေကြတယ်။တယောက်ရဲ့အာသာချက်တွေကိုဂုဏ်ယူကြတယ်။တယောက်နဲ့တယောက်စိတ်ကိုနားလည်အောင်ကြိုးစားကြတယ်။ရှစ်မှန်တဲ့ချစ်ဆိုတာလက်ဆောင်ပစ္စည်းတစ်ခုတည်းပို့ပါတယ်။အချိန်ပေးတာနားထောင်ပေးတာအဆင်မပြေတဲ့အချိန်ရောအဆင်ပြေတဲ့အချိန်မှာပါအတူတူရှိနေပေးတာ။တယောက်ရဲ့အိမ်မက်တွေကိုအားပေးတာတွေပါ။လေးစားမှုကျင်နာမှုနဲ့ယုံကြည်မှုတွေကသူတို့ကိုတွေ့ခဲ့ထားတဲ့အကောင်းစားခေါ်တစ်ခုလိုဖြစ်လာပါတယ်။အခက်အခဲတွေ့တဲ့အခါမှာကွဲထွက်မသွားပဲတယောက်ကိုတယောက်မိခိုးဖို့ရွေးချယ်ကြတယ်။နှစ်တွေကြာလာသည့်တိုင်အချစ်ကြီးနေတဲ့ဇုံလေးတွေဟာကံကောင်းလို့မဟုတ်ပါဘူး။သစ္စာရှိလို့ပါ။သူတို့ဟာစိတ်ရှိခြင်းကျင်နာခြင်းနဲ့ဂရုစိုက်ခြင်းတွေနဲ့သူတို့ရဲ့ဆက်ဆံရေးကိုနေ့စဉ်ကြည်လောင်ပေါင်းသိပေးနေကြတယ်။စကက်နေပြီးမဲ့တယောက်ကိုတယောက်ဆက်ပြီးတော့ရွေးချယ်နေကြတယ်။ဒါကြောင့်ဇုံနယ်သူရဲ့ချစ်ကိုအားကြမိတဲ့အခါကျွန်တော်တို့သိထားရမှာကသူတို့ကကံကောင်းလို့မဟုတ်ပါဘူး။ရွေးချယ်မှုကြောင့်ပါ။သူတို့အဲ့ဒီအတွက်ကြိုးစားခဲ့ကြတယ်။တယောက်ရဲ့ပြည်သူကိုတယောက်ကခွင့်လွှတ်ပေးခဲ့ကြတယ်။ပြီးတော့အတူဆက်ရှိနေခဲ့ကြတယ်။အဲဒါကြောင့်ပဲသူတို့ရဲ့ချစ်ဟာအချိန်ကြာကြီးထိစစ်မှန်ပြီးလှပနေတာပါ။